င်လယ်ရေအောက်ကျမ်းမြေမှာငိုရှိုးသွားလာနေတဲ့နျူကလ িয়ার ရေငုပ်သင်္ဘောကြီးတွေဆိုတာရေအောက်ရဲ့ဘရင်ကြီးတွေပါဒါပေမဲ့အခုတော့သူတို့တက်အစာပေါင်းများစွာတင်းငယ်တဲ့အရာတစ်ခုကိုကြောက်နေကြရပါပြီ AI ခေတ်ကိုရောက်လာတယ်ဒီပညာအပြောင်းလဲတွေအများကြီးဖြစ်လာတယ်ဒီလိုအချိန်မှာပဲနျူကလ িয়ার ရေငုပ်သင်္ဘောတွေဟာအနာဂတ်စစ်ပွဲတွေမှာအရေးပါမှုပြောကြလာမှုရှိတယ်လို့ကျွမ်းကျင်သူတွေသုံးသပ်လာကြပါတယ်တစ်ချိန်လုံးကရေငုပ်သင်္ဘောတွေဆိုတာသူတို့ကပဲတိုက်ခိုက်အနိုင်ယူခဲ့ကြတာပါသူတို့ကိုဘယ်သူမှမမြင်ရဘူးတိတ်တိတ်လေးရေအောက်ကနေပြီးတော့ပြိုင်ဘက်ကိုတိုက်ခိုက်ကြတာဒါပေမဲ့အခုတော့သူတို့ကိုပြန်တိုက်မဲ့လက်နက်တွေပေါ်လာပါပြီအဲ့ဒါတွေကတော့လူမပါဘဲနဲ့အလိုလျောက်တိုက်ခိုက်နိုင်တဲ့ undersea drone တွေခေါ်တာတကယ်တော့ဒီနာမည်ကို unmanned underwater vehicle လို့ခေါ်ကြပါတယ်ဒါပေမဲ့ကျွမ်းကျင်သူတွေကတော့ဒါကို drone လို့ပဲသတ်မှတ်ပြီးပြောကြပါတယ် drone လို့ပြောလိုက်ရင်ကျွန်တော်တို့သိတာကလေပေါ်မှာပြန်ဝဲနေတဲ့ရင်ငယ်လေးတွေလို့ယူဆကြပါတယ်ဒါပေမဲ့အခုတော့ရေအောက်စစ်စင်ရေးမှာလည်းအကြီးအကျယ်ဖွံ့ဖြိုးတိုးတက်ဖို့လှုပ်လာနေကြပါပြီဒီဗီဒီယိုမှာတော့ရေငုပ်သင်္ဘောတွေကိုတိုက်ခိုက်နိုင်တဲ့ရေငုပ်သင်္ဘောတွေကကြောက်ရတဲ့ရေအောက် drone တွေနဲ့လက်နက်အစမ်းတချို့ကိုတင်ပြပေးပါမယ်ရေအောက် drone ဆိုတာက unmanned underwater vehicle လို့ခေါ်တဲ့မောင်းနေတဲ့လူမပါဘဲနဲ့ရေအောက်မှာအလိုလျောက်မောင်းနေတဲ့ရေရင်စက်ရုပ်တွေပါဒီရေအောက် drone တွေကိုရေငုပ်သင်္ဘောတွေကဘာကြောင့်ကြောက်ရတာလဲဆိုရင်ရေငုပ်သင်္ဘောတွေဟာအေယာမဆိုနာကြီးတွေနဲ့ရန်သူရဲ့သင်္ဘောတီနေရာကိုအလွယ်တကူသိနိုင်ပေမဲ့အခုနောက်ပိုင်းပေါ်လာတဲ့ drone တွေကသေးငယ်လွန်းတာကြောင့်သူတို့ဘာမှရှိနေတယ်ဆိုတာကိုဖမ်းရခက်ပါတယ်ရေအောက် drone တွေရဲ့အရွယ်အစားကပုံမှန်အားဖြင့်အိမ်စီးကားတစ်စီးလောက်ပဲရှိပါတယ်ဒီထက်ပိုကြည့်ရင်တော့ဂုံတင်ကားတစ်စီးနီးပါးရှိပါတယ်သူတို့ဟာရေအောက်မှာမလုံးဖြတ်ဘဲနဲ့တိတ်တိတ်လေးနေနိုင်ပါတယ်ပြီးတော့ရေငုပ်သင်္ဘောတွေကဆက်တန်တွေမောင်းနှင်လာတဲ့အခါလှုပ်ရှားမှုကနေဖြစ်တဲ့အတန်တွေကိုဖမ်းယူရရှိနိုင်ပါတယ်ဒါပေမဲ့ drone တွေကမမောင်းနေမဲ့ရေထဲမှာငြိမ်ငြိမ်လေးနေတာကြောင့်သူတို့ဘာမှရှိတယ်ဆိုတာကိုရေငုပ်သင်္ဘောတွေရှာဖို့မလွယ်ပါဘူးဒါကြောင့်ရေအောက် drone တွေကရေထဲမှာတိတ်တိတ်လေးပုံအောင်ပြီးတော့ရေငုပ်သင်္ဘောတွေကိုတိုက်ခိုက်ဖို့အတွက်အမြဲတမ်းအဆင်သင့်ရှိနေတတ်ပါတယ်ရေငုပ်သင်္ဘောတွေအထိကိမခံခြင်းတဲ့နောက်တစ်ချက်ကတော့ကုန်ကျစရိတ်ပါနျူကလ িয়ার အသုံးပြုထားတဲ့ရေငုပ်သင်္ဘောတစ်စီးရဲ့တန်ဖိုးဟာအမေရိကန်ဒေါ်လာ9ဘီလီယံထိရှိပါတယ်ဒါပေမဲ့လက်ရှိချိန်မှာဈေးအကြီးဆုံးဖြစ်နေတဲ့ရေအောက် drone တစ်ခုရဲ့တန်ဖိုးကတော့ဒေါ်လာ450မီလီယံပဲရှိပါတယ်အစပေါင်းအပြင်17ဆကွာပါတယ်ပြီးတော့ရေငုပ်သင်္ဘောပေါ်မှာလူဦးရေ100ကနေ150ထိရှိပါတယ်ပြီးတော့ဒီဆောက်ချိန်အရန်ကြတယ်တခုခုဖြစ်သွားရင်ဆုံးရှုံးမှုအရန်ကြီးပါတယ်လူမပါဘဲနဲ့ရေအောက်မှာမောင်းနေတဲ့ဒီ drone တွေကတော့လူကိုယ်တိုင်သွားကြမလို့ပဲနဲ့ပြစ်မှတ်ကိုသွားနိုင်တဲ့အတွက်ကြောင့်လူသားရင်းမြစ်ဆုံးရှုံးမှုကိုလည်းကာကွယ်ပေးပါတယ်ပြီးတော့သူကိုယ်တိုင်တိုက်ခိုက်တာမဟုတ်ဘဲနဲ့သူ့စီမှာပါတဲ့လက်နက်တွေကိုအသုံးပြုပြီးတိုက်ခိုက်တာဖြစ်တာကြောင့်သူ့ကိုထိခိုက်မှုလည်းနည်းပါတယ်ဒါကြောင့်ပဲကမ္ဘာစစ်အင်အားကြီးဆုံးဆိုတဲ့နိုင်ငံတွေကအခုနောက်ပိုင်းနှစ်တွေမှာရေအောက် drone ထုတ်လုပ်မှုကိုပို့ပြီးတော့လုပ်လာကြပါတယ်ဒီ drone တွေရဲ့ရေးပါမှုကိုလည်းယူကရိန်းနဲ့ရုရှားစစ်ပွဲမှာရုရှားရေငုပ်သင်္ဘောကိုယူကရိန်းရေအောက် drone တွေကတိုက်ခိုက်နိုင်ခဲ့တာကပို့ပြီးတော့ထုတ်လုပ်ဖို့အတွက်ဖြစ်လာပါတယ်အင်အားကြီးနိုင်ငံတွေတိုင်းမှာရေအောက် drone ပိုင်ကြပါတယ်အမေရိကန်ရဲ့ Boeing ကုမ္ပဏီကထုတ်ပေးတဲ့ Orca XL UUV ဆိုတဲ့ drone ကအရှည်85ပေဒီဇယ်သုံးပြီးမောင်းနေပါတယ်သူကမောင်းသူမဲ့ drone ပါသူ့ရဲ့အားသာချက်ကရေထဲကိုတစ်ခါဆင်းလိုက်ရင်ကီလိုမီတာ1000ဝက်လောက်ထိခရီးနေနိုင်ပါတယ်ဒီအကွာဝေးကသမုဒ္ဒရာတစ်ခုကိုဟိုဘက်ကနေဒီဘက်ကိုကူးသလိုမျိုးကောင်းကောင်းခရီးသွားနိုင်တဲ့အကွာဝေးပါလူမပါဘဲနဲ့ရေအောက်မှာဒီလိုတိတ်တိတ်ဆိတ်ဆိတ်သွားနိုင်တာကြောင့်အများကြီးအကျိုးရှိစေပါတယ်သူကလူမပါပဲရေအောက်မှာတိတ်တိတ်ဆိတ်ဆိတ်နဲ့စောင့်ဆိုင်တိုက်ခိုက်နေပါတယ်ဒီ drone ကတိုက်ခိုက်ရုံနဲ့မဟုတ်ဘဲနဲ့ရေငုပ်သင်္ဘောတွေဘယ်နားမှာရှိလဲဆိုတဲ့အချက်လက်ကိုလည်းပြန်ပို့ပေးပါတယ်ရေအောက်မိုင်းထောင်တာတွေပြီးတော့တခြားပြိုင်ဘက်ရေငုပ်သင်္ဘောတွေရဲ့ဒီနေရာကိုအချက်လက်ပို့ပေးတာမျိုးပြိုင်ဘက်ရဲ့ radar ကိုနှောက်ယှက်တာမျိုးတွေလည်းလုပ်ပါတယ်ပြီးတော့ဒီ Orca drone ကြီးကလက်စားရေအောက် drone 6ခုဒါမှမဟုတ်အသေးသားရေအောက် drone 45ခုထိလည်းတင်ဆောင်နိုင်ပါတယ်အဲ့ဒီ drone တွေကိုသုံးပြီးတော့ပြစ်မှတ်ကိုဓာတ်ရိုက်ထိမှန်အောင်လည်းလုပ်နိုင်ပါတယ်ဒါကတကယ်ကိုအံ့ဩဖွယ်ရပါလက်ရှိအချိန်မှာတော့ American ရေတပ်ကစမ်းသပ်မောင်းနှင်မှုတွေပြုလုပ်ပြီးတော့ဒီနှစ်ထဲမှာထုတ်ဖော်ပြသဖို့ရှိတယ်လို့ကျွမ်းကျင်သူတွေကယူဆထားကြပါတယ်
လက်ရှိမှာကမ္ဘာအင်အားကြီးဆုံးနိုင်ငံတစ်ခုဖြစ်တဲ့တရုတ်နိုင်ငံမှာလည်းဒီလို drone တွေပိုင်ပါတယ်တရုတ်က2019ခုနှစ်ဘေကျင်းစီရေးပြပွဲမှာ XSU-001 လို့ခေါ်တဲ့ Large Unmanned Air Vehicle ကိုပထမဆုံးထုတ်ပြခဲ့ပါတယ်အဲ့နောက်ပိုင်းနည်းပညာတွေကိုထပ်ပြီးဖွံ့ဖြိုးအောင်လုပ်ခဲ့ပြီးအခု2025ခုနှစ်စီရေးပြပွဲမှာတော့ XSU-001 အပြင် AJX-002 လို့ခေါ်တဲ့ Extra Large Unmanned Air Vehicle ကိုထပ်ပြီးတော့ထုတ်ပြခဲ့ပါတယ်ဒါကြောင့်တရုတ်ကလည်းရေအောက် drone တွေမှာတော့ခိရှိတော်တော်ပြေးတယ်လို့ပြောရမှာပါဒီရေအောက် drone နှစ်ခုတော့ရွယ်စားကြီးပြီးတော့လူမပါဘဲနဲ့ရေရှည်ရေထဲမှာအကြာကြီးနေနိုင်တဲ့စက်ရုပ်သင်္ဘောမျိုးပါတရုတ်နိုင်ငံကဒီ drone တွေနဲ့ပတ်သက်ပြီးတော့ဘလို့ဆောက်လုပ်ထားတယ်ဆိုတာကိုတိတိကျကျထုတ်ဖော်ထားတာမျိုးမရှိသေးပါဘူးဒါပေမဲ့ဒီသင်္ဘောတွေမှာရန်သူရဲ့အတန်ကိုနားထောင်ပြီးတော့ခြေရာခံတာနောက်ပြီးတော့ပြိုင်ဘက်ရဲ့တည်နေရတဲ့အချက်လက်တွေကိုရယူတာရာသီဥတုအခြေအနေပြောင်းလဲမှုတွေကိုအချက်လက်အားဖြင့်ပြန်လည်ပေးပို့တာမျိုးလုပ်နိုင်တယ်လို့ကျွမ်းကျင်သူတွေကယူဆထားကြပါတယ်ဒီရောက် drone တွေကစူညံမှုအရန်နေပြီးတော့လှုပ်ဝက်ချက်အရန်မြင့်တဲ့အနေအထားမှာရှိပါတယ်ကျွမ်းကျင်သူတွေကဒီရောက် drone တွေကရောက်မှာမိုင်းချတာမျိုးရန်သူရဲ့ရေလမ်းကြောင်းတွေကိုပိတ်ဆို့တာမျိုးလုပ်ဖို့အတွက်တီထွင်ထားတယ်လို့ရေဘူးကသုံးသပ်ထားကြပါတယ်ဒီရောက် drone တွေရဲ့သွားနိုင်တဲ့အကွာအဝေးကတော့ရေမိုင်1000အထိသွားနိုင်တယ်လို့ဆိုပါတယ်လှုပ်ဝက်ချက်ကအရန်မြင့်တာကြောင့်တီတီကြကြဘယ်သူမှမခံမှန်းထားနိုင်ဘူးပါဘူးဒါပေမဲ့တရုတ်ကဒီရေအောက် drone တွေကိုဒီလိုအကြီးစားရေအောက် drone တွေမဟုတ်ဘဲနဲ့တခြားသေးငယ်တဲ့ unmanned underwater vehicle တွေလည်းရှိပါတယ်အဲ့ဒီထဲကနာမည်ကြီးတဲ့ရေအောက် drone ကို Hai လို့ခေါ်ပါတယ်အဲ့ဒီ drone ကလားတွေအများကြီးရေထဲမှာလှုပ်ရှားပြီးတော့ရေပူချိန်တွေရေစီးကြောင်းတွေရဲ့အခြေအနေကိုစုဆောင်းနိုင်တယ်ဒါပေမဲ့ဒီ drone ကတိုက်ခိုက်ရေးအတွက်မဟုတ်ပဲသတင်းအချက်လက်စုဆောင်းဖို့ပဲဖြစ်ပါတယ်နောက်တစ်ခုကတော့ရုရှားပိုင်တဲ့လက်နက်တစ်ခုပါစီရေးကိစ္စတွေပြင်းပြင်းထန်ထန်ဖြစ်တိုင်းရုရှားသမ္မတဗလာဒီမာပူတင်ထုတ်ပြောလေးရှိတဲ့လက်နက်တစ်ခုပါအဲ့ဒီလက်နက်ကတော့ပိုစီဒွန်ပါရုရှားရဲ့ပိုစီဒွန်ကနျူကလ িয়ার ထိပ်ဖူးတပ်ဆင်ထားတဲ့လက်နက်ပါအရှည်မီတာ20အမြန်နှုန်းကတနာရီရေမိုင်100တိရှိပါတယ်သူကတော့ရေအောက် drone မဟုတ်ဘဲနဲ့ရေငုပ်သင်္ဘောကနေပစ်လွတ်လို့ရတဲ့နျူကလ িয়ার ထိပ်ဖူးတဲ့ဒုံးကျည်ပါအဲ့ဒီဒုံးကျည်ကိုပစ်လွတ်လိုက်ရင်ပင်လယ်ထဲမှာဆူနာမီဖြစ်အောင်ဖန်တီးလို့ရတဲ့အထိပြင်းထန်ပါတယ်နောက်တစ်ခုတော့ဒီလက်နက်ဟာပြိုင်ဘက်ရဲ့ခံစစ်တွေကိုရှောင်ရှားနိုင်တဲ့အဆင့်တစ်ခုလည်းရှိပါတယ်ဒါကြောင့်ဒီလက်နက်ဟာရေငုပ်သင်္ဘောတွေကိုသာမကကမ္ဘာပေါ်မှာအစမ်းပြဆုံးတဲ့အချိတ်ချုံဆိုလက်နက်တစ်ခုလို့အခုချိန်ထိသတ်မှတ်ထားကြပါတယ်ကမ္ဘာမှာဒီနိုင်ငံကြီးတွေအပြင်ရေအောက် drone ကိုပိုင်တဲ့တခြားနိုင်ငံတွေလည်းရှိပါတယ်။ဥရောပမှာဆိုရင် Gracia လို့ခေါ်တဲ့ drone ရှိပါတယ်။ဒီ drone ကပင်ကွင်းပုံရှိပြီးတော့၄ လကြာရေထဲမှာနေနိုင်ပါတယ်။နောက်ပြီးတော့ဂျာမန်ကုမ္ပဏီကထုတ်တဲ့ SG-1 Phaeton ကလည်းရေထဲမှာ3 လလောက်စောင့်ကြည့်နိုင်ပြီးတော့ရေအောက်ကနေသတင်းစုဆောင်းနိုင်ပါတယ်။အခုပြထားတဲ့ slide ကတော့ရေအောက်မှာရေအောက် drone တွေပိုင်တဲ့နိုင်ငံကြီးတွေပဲဖြစ်ပါတယ်အာရှရဲ့တခြားအင်အားကြီးနိုင်ငံတွေဖြစ်တဲ့တောင်ကိုရီးယားဂျပန်တို့မှာလည်း large UUV လို့ခေါ်တဲ့မောင်းသူမဲ့ရေအောက်ယာဉ်တွေရှိပါတယ်။ Australia, Israel တို့မှာလည်းဒီလိုမောင်းသူမဲ့ရေအောက် drone တွေပိုင်ဆိုင်ထားပါတယ်။ဒါကြောင့်ကမ္ဘာစစ်အင်အားကြီးနိုင်ငံတွေအားလုံးကဒီလိုရေအောက်မောင်းသူမဲ့ drone တွေပိုင်ဆိုင်ထားကြတယ်ဆိုတာကိုသိနိုင်ပါတယ်။ဒါကလာမယ့်အနာဂတ်ပင်လယ်သမုဒ္ဒရာတွေတဲကစစ်ပွဲတွေမှာရေငုပ်သင်္ဘောတွေအတွက်ပို့ပြီးတော့ဂရုစိုက်ရမယ့်အခြေအနေကိုရောက်လာတာပါရေငုပ်သင်္ဘောတွေဆိုတာပထမကမ္ဘာစစ်ကနေပြီးတော့အခုချိန်ထိအရေးပါရေငုပ်သင်္ဘောတွေဆိုတာပထမကမ္ဘာစစ်ကနေစပြီးတော့အခုချိန်ထိအရေးပါနေစေကမ္ဘာအင်အားကြီးလက်နက်တွေပါပထမကမ္ဘာစစ်ကနေစပြီးရေငုပ်သင်္ဘောတွေကစီးရေးမှာရေးပါခဲ့တယ်ဂျာမန်ယူဘုတ်တွေကအမေရိကန်သင်္ဘောတွေကိုနှိမ့်မြုပ်စေခဲ့တယ်ဒုတိယကမ္ဘာစစ်မှာဆိုရင်အမေရိကန်ရေငုပ်သင်္ဘောတွေကဂျပန်ကိုဝင်ပြီးတော့တိုက်ပြီးတော့စစ်ပွဲနိုင်အောင်ကူညီပေးနိုင်ခဲ့ပါတယ်ဒါပေမဲ့ခေတ်တွေပြောင်းလာတယ်ဤပညာတွေပြောင်းလာတဲ့နောက်မှာတော့ရေငုပ်သင်္ဘောတွေဟာအရင်လိုလှုပ်လှုပ်ဝက်ဝက်နေဖို့မလွယ်တော့ပါဘူးအနာဂတ်မှာရေအောက်စစ်ပွဲတွေက drone တွေရဲ့လက်ထဲကိုရောက်လာမှုရှိတယ်လို့ကျွမ်းကျင်သူတွေကသုံးသပ်လာကြပါပြီဒါကြောင့်နိုင်ငံတစ်နိုင်ငံရဲ့ဂုဏ်အယူဝါဆုံးအင်အားကြီးဆုံးလက်နက်တစ်ခုဖြစ်တဲ့ရေငုပ်သင်္ဘောတွေရဲ့နေဝင်ချိန်အစဖြစ်လာပြီလားလို့မေးခွန်းထုတ်နေကြပါတယ်ခေတ်သစ်စစ်ပွဲတွေမှာလူတွေထက် AI အသုံးပြုတဲ့စက်ရုပ်တွေ AI အသုံးပြုထားတဲ့စက်ပစ္စည်းတွေကအနာဂတ်စစ်ပွဲတွေရဲ့အနိုင်ရှုံးကိုသတ်မှတ်ပေးဖို့ရှိနေပြီလို့ဆိုကြပါတယ်ဒါကတော့ရေအောက်သင်္ဘောတွေကြောက်ရတဲ့ပင်လယ်ရေအောက်တိုက်ပွဲတွေရဲ့နည်းပညာပြောင်းလဲတွေအကြောင်းတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်
အဆုံးထိကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်။